မင်္ဂလာပါညီမကရွှေလာမင်းအကောင့်ထဲကိုဝစ်ပေးနဲ့ငွေဖြည့်တဲ့နည်းလေးလုပ်ပြပေးပါမယ်အရင်ဆုံးပတ်စံအိတ်ကိုတွားပေးပါပြီးလို့ရှိရင်ငွေဖြည့်မီကိုနှိပ်ပေးပါဒီနေရာမှာညီမကဝစ်ပေးနဲ့ငွေဖြည့်မှာဖြစ်တဲ့အတွက်ကြောင့်လို့ဝစ်ပေးကိုယူပါမယ်ဒီဝစ်ပေးနဲ့ငွေဖြည့်မယ်ဆိုလို့ရှိရင်9000အောက်ဆိုလို့ရှိရင်တော့ဝန်ဆောင်ခ300ကျပ်ပေးသွင်းရပါမယ်အကေပေးနဲ့ဆိုလို့ရှိရင်တော့ပေးသွင်းစရာမလိုဘူးပေါ့နော်ညီမကဒီငွေက9000ဖြည့်မယ်ပေါ့နော်နောက်တစ်ဆင့်ကိုသွားပါဒါဆိုလို့ရှိရင်ပေါ်လာတဲ့ရွှေလာမင်းဝစ်ပေးဖုန်းနံပါတ်ကို copy ကူးယူပါမယ်ဝေမနီထဲဝင်ပြီးတော့ငွေလွှဲမယ်ပေါ့နော်989 253 988ငွေပမာဏက9000ကျပ်ပြီးတော့ပြီဆိုလို့ရှိရင်လုပ်ငန်းစဉ်မှနောက်ဆုံးကဏ္ဍ6လုံးမှတ်ထားရပါမယ်နစ်ခွန်5တင်းနစ်ပါနစ်ခွန်5တင်းနစ်လုပ်ငန်းစဉ်နံပါတ်နောက်ဆုံးကဏ္ဍ6လုံးကိုမှန်ကန်ထည့်ပြီးတော့တင်ပြမိကိုနှိပ်ပေးပါဒါဆိုလို့ရှိရင်9မိနစ်အတွင်းမှာငွေရောက်လာမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ညီမအခုပင်မပတ်စံအိတ်ထဲကိုငွေလွှဲလိုက်တဲ့9000ချက်ကရောက်ပြီပေါ့နော်ဒါဆိုလို့ရှိရင်ငွေဖြည့်တာအောင်မြင်သွားပြီမှတ်တမ်းမှာလည်းကိုငွေဖြည့်ထားတာအသေးစိတ်ကလည်းပြန်ပြီးတော့ကြည့်လို့ရပါတယ်ကျေးဇူးတင်ပါတယ်